你老公来送你吧啦？你把他嘞，你把他们也，他那边老公嘞，你把他对好，不把你毛病了没？我的抓呗嘛没？但是你那啥，我把他们也，接着吧。我嘞，你把你老公嘞，你把嘞，没得，一个毛病嘞，那是没得话的。我把你毛病了没？我嘞，啊，这个没关系，你那到底是谁？没得哪里问题了？没得哪问题？谁都。咋没有啊？你把他们也，就觉得没道理啊，对，走。你把他们也，我嘞，对你的我嘞。你们好对，现在你这下咱嘞，你我在骗我。你只要那只要我在骗人家，骗人啦，我就这台嘛，你啦。为什么没啊嘞？我也，怎么阿公在做嘞？哎，你来上班咯，是不是？所以一个回来看，但是家里块大嘞，我嘞。OK，有了我，这里嘛里个呢，干嘛的？过来转悠，我讲，你这个只要多少有这才要多少去，这里嘛里呢，现金嘛冇有，喏，好的，ပေးကြ，မင်းမမလေးကမင်းပေါ်ဆိုတလောက်ကောင်းတာနော်မင်းပါလို့ရှင်အကုန်စီစဉ်ပေးတယ်အကုန်လုပ်ပေးတယ်ဘာလို့မင်းမမလေးတော့ပါဟုတ်ပါလား不把我这里弄不把， တော့မင်းတို့တွေ့ရဆိုရှင်ဒါသိချပြီအဲ့ဒါဆိုရှင်မင်းမမလေးပြန်မလားမင်းမမလေးသိပြီမင်းဘောရပြီမလားဒီဟာဆက်တော့ဟာမောင်ရှင်မင်းစံကြည့်ဘူးငါစားနေပြီနော်对，后面那个我家里那个一说身上，我妈那边那这啥一的嘛，我的没有来过的喏，လိုက်ဖို့တော့ 你这啥？你就看看那个你，အဲ့ဒါပဲဆက်ဒီလိုဟွာအဲ့ဒီတော့အိမ်ဟိုတွေပေါ်ရတယ်တိတ်တော့စနေကြတယ်ဒီကိကတော့မဟုတ်ဘူးလူတွေကတစ္ဆာပဲဟုတ်တယ်ကြတယ်ကျွေးရကိုပြန်ကြိုက်တယ်အဲ့ဒါပြောဒီစစ်စီကတကယ်တော့ကျွန်တော်တို့ကဘာမှတော့မဟုတ်ဘူးဒါပေမဲ့ကျွန်တော်ကဒီရတနာတွေတိတ်ကိုပြန်လုပ်တာလေဟုတ်ဆိုရင်စံဒီပိုင်းမှာပြတဲ့ကောင်ကိုအိမ်ထဲမှာပဲပြီးတော့လုပ်ကြနော်ခြေတော့ပြကြတယ်老大人，你妈可以跳吧？ ဟာဖြေးထတာလေခဏခဏကြီးကွာမနေ့ကမှပြန်ရောက်တယ်ခုချက်ချင်းသွားတော့မလို့လား 哦，不要嘛，公里那里好，现在当然是还在多呢。好，那倒是。 ဒါလည်းဒီဘက်ကအလုံးကိုလုံးနဲ့ကိုရှိရတယ်ကွာ 米毛爷，谢妈妈的，妈妈的，把你开心的，都对了，都对了。妈妈的，都爱都可爱的你。这这还都可爱的。 ဟောဘာဖြစ်ရမလဲအဲ့ဒီတွေအကျင့်ကောင်းတာမဟုတ်ဘူးသူစိတ်ကမကောင်းလို့ထုတ်လိုက်တာမနေ့ကမှမင်းရဲ့ပစ္စည်းတွေပါတော့လို့လက်စွပ်တွေခွင်းရပြီးပါလေလက်ကနော်အဲ့ဒီခုတော့ခိုးပါတယ် 好棒啊！ ဟောယောက်ျားမျက်စိနဲ့ကိုယ်တိုင်မြင်တာပြီးယောက်ျားဆရာလေးရောက်ရင်အဲ့ဒီမင်းမယုံရင်ဆရာပို့စက်ပြီးမေးကြည့်လိုက်နော် 你弄那个喏，我这老早水里我也店里哈，不要等东西都靠店里上。你来这这里唱，这首歌我们真的喏，这老少不接受。这样没有，好，好不要把妈妈嘞，这样看我，不要妈妈。爸爸嘞， အာဒီငါလုပ်တယ်ငါမလိုက်တော့ပေါ့ပေါ့ 哎，我也ပြောလိုက်လို့ရှိတယ်ဟာမလိုက် မဟုတ်ဘူးလေမင်းလည်းမင်းစီးပွားရှာတယ်ငါလည်းငါဘိုင်းနဲ့ငါစီးပွားရှာရတာကွာ အဲ့ဆိုဟိတ်ခက်တယ်ပါဟိတ်ခက် ခေါင်းမနေနဲ့ဖဲကမင်းညရောက်ရှင်မဲ့တို့မေအတန်းညာဖြစ်လို့တဲ့ညာသွေးရှိပြန်သွား ဟမ်ကျမမသိလိုက် ဟောမသိဆိုမြအဲ့ရတိုးလို့လေပြန်ရောက်တာလေ ဟောပြင်မန်းတော့
သွားလိုက်ငါလည်းခေးတယ်ကွာ အေးမင်းအဲ့လိုသွားတော့ဖြစ်ပြီကဲတော့တယောက်တည်းတော့တယ်နော်ဟုတ်လား ဟာလို့ပါဟိတ်တယ် မင်းမျိုးရေဖုံးဆက်တာပြီးဟာလောက်ကြတယ်ဒါဘူးနော်ဘယ်လိုလဲဆိုတော့ဒီစက်နော်ဒီစက်ကောင်ရော ဟုတ်ကဲ့နော် အေးပါပြီမဲ့ကဲသွားပါနော် ကိုလေးရဲ့ကျန်တဲ့အိုင် အိုင်နာဘောကိုလေးရဲ့အကြောင်းလေးဒီကကိုလေးကိုအားကိုးနေတာဒီကမုန်းနေလိုက်လိုက် လိုက်တော့ကွာဒီလက်ဖို့လက်စားရတယ်ဒါလည်းတော့ မမလေးရဲ့တော့လေးဆွဲကြိုးလေးရအောင်လိုက်လိုက် ဆွဲကျုံးနေလိုက်တယ်ဒီကဒီလက်စွပ်လေးရောနော်ကြည့်စမ်းအောင်မီမိုရီရောဝတ်ဆိုင်တော့ခက်ဟာ ကိုလေးမိုးကလေးဒါလေးကိုဝစ်ချုံနေကြပါပြီကိုလေးရဲ့အခုမှပဲမိုးလို့ကျင်နိုင်ရသွားပြီကျေးဇူးတင်လိုက်တာကိုလေးရဲ့ ရပါတယ်ကွာမိုးလေးရောလေဆိုရင်တော့ဘုန်းပြောတော့ ဒါတော့ကိုလေးရဲ့မိုးလို့ကျင်တာလေးကိုမင်းကြပါပြီပြီးတော့မိုးချစ်တဲ့ကိုလေးနာမှာလည်းမိုးကနေပြရတာဒီမိုးတော့ပြောတဲ့ဒီကပိုင်းမှာရှိပါတော့လားကိုလေးရဲ့ကြော်တော့ကြော်တော့မယ် အခုတော့ကိုရပါလေကောင်းတာလည်းတူနေတော့ကိုမင်းကတော့ကြောက်တယ်နော် အဲ့ဒီတော့ ဒီပါကိုတော့ကိုမင်းမလည်းရှိအောင်ဆိုညာဒီမိုးလေးတော့ မိုးဆန်လာရဲ့ဒီဝိုင်လေးကိုလေးရဲ့ ကိုဆိုရင်ကိုရင်ကတော့မိုးလေးပဲလို့နော် ထာပေါ့ အခုကမိုးလေးဆန္ဒပြေတော့တယ်ဆိုကိုဆန္ဒပြေတော့ဖြစ်စီတယ်နော် ကိုလေးတော့ကိုလေးတော့ ဘယ်လိုလဲဘယ်လိုအိပ်ပြီလဲ အဲ့ပြောတာနည်းနည်းချက်ချက်လေးပြောနေနေနည်းနည်းပြောစားရှိတယ်မမကမမလေးကတော့မှရှင်းပြပါနော်အဲ့တော့ကိုလေးကိုရှင်းမှုတောင်းရငငယ်အောင်နော်ဘယ်လိုလဲကိုလေးကိစ္စကိုမောင်စားလို့ ကျောင်းဘောမမရဲ့ဒီရှင်ကြီးဖြစ်လာဖို့ဆိုတာမောင်နှမနဲ့ဒီလိုကြိုးစားကြရလေ အဆူရင်းနေကိုလေးကိစ္စကိုရှင်း ကျွေးပါတယ်မမရဲ့အဲ့လိုအိနေမ အဲ့ခါမှာသုံးနာနေနေ ဒါဆိုမောင်ကသူ့ရဲ့လက်တွေရှော့တွေကိုချုပ်ထားလိုက်မမတို့ဘောကနေခေါင်းနဲ့ဖိတက်လိုက် အဲ့ဒါဆိုနေဒီတော့နေမှာလောင်းချီစားနဲ့စာပေါ်မှာမဟုတ်သေးလား ဟုတ်တာဘောမမရဲ့အဲ့ဒီကတည်သွားရင်ဒီအိမ်ကြီးဒီချမ်းကြီးသူပိုင်ရစီးစိမ်နေအားလုံးကမောင်တို့နဲ့ပိုင်ဆိုင်ပါလေ အဲ့မဲ့နာမှာအဲ့ဒါဆိုနေမဟုတ်ချင်ဆွဲတော့သူအဲ့ရောနေချင်ဒီမဲ့တော့ရှင်းရအောင်